မိဖို့တွေထဲမှာမှန်မှန်ကြိုက်တဲ့ကျွန်တော်ရဲ့အသုံးပြုသူ customer တွေအနေနဲ့ဒါလေးကိုယူပါခင်ဗျာဒါလေးက eco တဖိုရဲမိဖို့မှာမှန်အထူသားနဲ့လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေလာကပါခင်ဗျာဒါလေးက eco တဖိုရဲမိဖို့ဖြစ်ပါတယ်သူကဒီမှန်နဲ့ပေါ့မှန်ပေါ်ကမှန်ခံနဲ့လုပ်ထားတဲ့မိဖို့မှန်ကအထူသားဗျမှန်ရဲ့ weight ကရင်တော်တော်လေးပါတယ်သူကနစ်လေးနဲ့သုံးရတယ်တချို့မှန်ပါတဲ့မိဖို့တွေရဲ့ထုံးစံကဘယ်လိုလဲဆိုတော့မှန်လေးကပပလေးကိုထည့်ထားတယ်မှန်အပါလေးဖြစ်တဲ့မိဖို့ကအသုံးပြုတဲ့ခါမှာရွေ့နေတယ်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးဆွဲကြည့်တာတော့မိဖို့ကမရွေ့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အားနဲ့ဆွဲကြည့်တယ်အားနဲ့ဆွဲကြည့်တာတော့မိဖို့ကအရန်ကြီးဟိုရွေ့တာမျိုးမရှိဘူးဗျဒီလိုတွန်းရင်တော့မှသူကဒီအောက်ကလေးမှာသူကကတ်နေတဲ့ပုံစံမျိုးလို့ဆိုမီးဖို့ရဲ့ weight ကအပေါ် weight ကအရင်များတဲ့အတွက်သူကသုံးရတာမှာသူကအဲ့လိုရွေ့ရှားမှုတိတ်မရှိတဲ့ခါကျတော့ချက်ပြုတ်ရတဲ့ခါမှာအရင်ကို safety ဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကျတော့သူကမှန်ရဲ့အထူပေါ့မှန်ရဲ့အထူကကျွန်တော်တို့ 0.5 cm ရှိပါတယ်1 cm ရဲ့တဝက် 0.5 cm ရှိပါတယ်ဒါဆိုလို့ရှိရင်မှန်ကတော်တော်ထူရလို့ပြောလို့ရပါတယ်နောက်တစ်ခုကသူ့ရဲ့ matter ဆိုလို့ရှိရင်လည်းကောင်းလေးနဲ့တကယ်ကို classic ဖြစ်တဲ့ပုံစံမျိုးပါ classic ဖြစ်တဲ့ပုံစံမျိုးကိုသုံးပေးထားတယ်အယောင်လေးကလည်းအနက်ရောင်ပြီးဖို့ခံအတိုင်းနဲ့လိုက်ပါတယ်ခင်ဗျာနောက်တစ်ခုသူ့ရဲ့ဒီ cloth ဆိုတော့ magnet ကိုသုံးပေးထားတယ်အရန်ဟိုမှာကောင်းပါတယ်အရန်ဟိုမှာသူပြောမလဲဟိုပျက်စီးလွယ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ quality ကောင်းတဲ့ပုံစံမျိုးမြင်တာနဲ့တရား quality ကောင်းတယ်ဆိုတာသိစေတဲ့ပုံစံမျိုးလေးပေါ့ဒီလိုပုံစံမျိုးလေးကိုသုံးထားတာဖြစ်ပါတယ်ပြီးတော့ဒီမီးဖို့လေးရဲ့ size ကိုကျွန်တော်တိုင်းကြမယ်ကိုရဲ့ size က14လက်မရှိပါတယ်ပြီးတော့ဒီဘက်ဆိုလို့ရှိရင်တပေရှိပါတယ်ဒီလိုအလျားလိုက်ကတပေဒီလိုဒေါင်လိုက်ကကြတော့ကျွန်တော်14လက်မရှိပါတယ်ခင်ဗျာဒါလေးဆိုလို့ရှိရင်မိဖို့ကန်တိုင်းရဲ့မိဖို့ခုံတွေပေါ်မှာနေရာမယူဘဲနဲ့တင်းလျောက်ပဲဆိုတာကြစ်လေးနဲ့သုံးပြနိုင်မယ်မိဖို့လေးပေါ့ပြီးတော့ဒီမိဖို့ရဲ့အားသာချက်ကိုကျွန်တော်ပြမယ်သူကဒီပေါ်မှာဒီလိုတောက်အသေးလေးထည့်ပေးထားတယ်ဒီလိုတောက်အသေးလေးဘာလို့ထည့်ပေးထားရလဲဆိုတော့ကျွန်တော်တို့တချို့ခောက်ဆွဲပြုတ်တဲ့အိုးလေးတွေပြောကြတော့ကျွန်တော်ကြက်ဥပြုတ်တဲ့အိုးလေးတွေဟင်းအိုးလေးတွေကဖင်အလုံးအသေးလေးလာဖင်အလုံးသေးလေးတွေကဒီတောက်ပေါ်မှာဆိုလို့ရှိရင်ဒီတောက်ပေါ်မှာဆိုရင်တချို့တွေကဟိုမဝင်တာပေါ့လေ size မဝင်တာရှိတယ်အဲကြလို့ရှိလို့ရှိရင်ချက်ပြုတ်ရတာတအားခက်တယ်အဲကြတော့ဒီလိုလေးကိုတင်ပြီးတော့ထည့်ပေးထားအဲကြတော့ဒီနေရာလေးမှာပဲကျွန်တော်ကတင်ပြီးတော့ချက်လိုက်မယ်ဆိုလို့ရှိရင်ဒီဖင်လုံးသေးလေးနဲ့သုံးရတဲ့ဟိုဒီသမင်းဟင်းချက်ပြုတ်တဲ့အိုးလေးတွေဆိုလို့ရှိရင်တင့်တော်အောင်ဒီလိုတောက်အပိုလေးပါထည့်ဒီလိုတောက်အပိုလေးပါထည့်ပြီးထားတာပေါ့နော်ဒါလေးကအရန်ကိုမှဟိုအသုံးပြုသူတွေအနေနဲ့ဟို eco ကနေပြီးတော့စဉ်းစားပေးထားတာဖြစ်ပါတယ်နောက်တစ်ခုက eco မီဖို့တွေရဲ့ထုံးစံတိုင်း gas စားကိုသူကအထူးသက်သာပါတယ် gas စားကို30 to 35% လောက်ထိသူက short ချပေးတဲ့မီဖို့မျိုးစားလေးပေါ့ eco ကထုတ်တဲ့မီဖို့တိုင်းကအဲ့လိုပဲ gas စားရခိုင်တော့30-35%ထိ short ချဖို့အတွက်သူတို့ကသူရဲ့ system အထည့်ပေးထားတာပေါ့ပြီးတော့အကုန်လုံးကဖြုတ်တက်လို့ရတဲ့ပုံစံမျိုးလေးတွေပါပြီးတော့ဒီမှာဒီခေါင်းလေးတွေဆိုလို့ရှိရင်လည်းအရှင်လေးတွေပဲဖြစ်ပါတယ်ဟုတ်ပြီပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီမီဖို့လေးရဲ့အောက်ခြေကိုတွားရအောင်ဒီမီးဖို့လေးရဲ့အောက်ခြေမှာဆိုလို့ရှိရင်လည်းဒီလိုဘန်နာပေါ့ဘန်နာကိုကျွန်တော်2လိုင်းသွားဘန်နာနဲ့လုပ်ပေးထားတာဒီ2လိုင်းသွားဘန်နာကအရန်ကိုကောင်းတယ်ပြီးတော့ဒီလာမှာကျွန်တော်ထုံးစံတိုင်းလေပါလေးတွေပါမယ်လေပါလေးဆိုအတိုးလျှော့လုပ်လို့ရတဲ့ပုံစံမျိုးဒါကတော့ magnet ကြိုအကြီးပိုက်လိုင်းဆိုလို့ရှိရင်လည်းကြီးပိုက်အထူသုံးပေးထားတယ်ဒါမီးဖို့လေးရဲ့ဖွဲ့စည်းပုံလေးတွေပါအဲဆိုတော့ကျွန်တော်ကအခုမီးဖို့ကိုဖင်တစ်ပြန်ကောင်းတစ်ပြန်လေးပြပေးပြီးအသုံးပြုပုံလေးတွေလည်းရှင်းပြထားပြီးပြီတော့ magnet နဲ့သွားတယ် magnet type ပုံစံမျိုးကစားရန်တက်တာမယ်ပြီးတော့မှန်ကလည်း 0.5 mm အထိထူတယ်ပြီးတော့အောက်မှာသုံးထားတဲ့ material ကလည်းအရန်ကောင်းတယ်အပူခံနိုင်တဲ့ပုံစံမျိုးလေးပဲဒါလေးကကျွန်တော်အရင်လဲရောင်းမှုတယ်customer error အနေနဲ့feedback တစ်ခါမှမလာဘူးတဲ့မိဖို့မျိုးလေးဖြစ်တယ်အဲကြတော့ကျွန်တော်ကဆိုင်ဖွင့်တဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပစ္စည်းလေးတွေဆိုလို့ရှိရင်ပစ္စည်းအသစ်ကလေးတွေရရင်ဆိုင်ရောင်းကြည့်တယ်ရောင်းကြည့်တဲ့အခါမှာ customer ကနေပြီးတော့ error တစ်ခုရှိတယ် error သေးလေးပါလာတယ်လို့ပြောရင်တော့မှပဲကျွန်တော်နောက်ဆိုအဲ့ brand ကိုဆက်မရောင်းတော့ဘူးအဲ့လိုမျိုးပုံစံမျိုးပေါ့ဒီ high လေးဆိုကျွန်တော်ဆက်ရောင်းနေတော့မယ်ဘာလို့ဆက်ရောင်းနေရလဲဆိုတော့ customer တွေရောင်းမှုတဲ့အခါမှာ customer တွေသုံးကြည့်တဲ့အခါမှာ error မရှိဘူးအခုချိန်ဒီလဲ return ပြန်မလာတဲ့မိဖို့လေးဖြစ်တဲ့အတွက်ကျွန်တော်ကဆက်ပြီးတော့ရောင်းပေးနေတာ quality ဘိုင်းကိုတစ်နှစ်အာမခံပေးထားမယ်အသုံးကြည့်ပါသုံးလို့အရင်ဆင်ပြေတဲ့မိဖို့မျိုးအိမ်တိုင်းရဲ့မိဖို့နဲ့လိုက်ဖက်မယ်ပြီးတော့အသုံးပြုရလည်း smart ကြမယ်ပြီးတော့အယောင်လေးကလည်းအနက်ရောင်လေးဖြစ်တဲ့အတွက်အရန်ကမှ classic ဖြစ်တဲ့ပုံစံမျိုးလေးပြီးတော့တန်ရှင်းတက်ရက်သုံးကျင်နေဆိုရင်ဒီမှန်မီးဖို့လေးတွေသုံးတင်တယ်ဘာလို့လဲဆိုတော့သူကချက်ပြုတ်တဲ့ခါမှာကျွန်တော်တို့ဟင်းစီကြမယ်အဲ့လိုညစ်ပတ်သွားမယ်ဆိုရင်ကျွန်တော်တို့ကရီဆိုဝေးလေးပဲဖြစ်ဖော့ပက်လေးနဲ့ပဲဖြစ်တုတ်လိုက်ရုံနဲ့ဒါလေးကပြောင်းလက်သွားတဲ့ပုံစံမျိုးလေးပေါ့ဒါလေးကိုလိုချင်နေဆိုရင်ကျွန်တော်တို့ရဲ့ TikTok chat box Facebook Messenger Viber ကနေဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာရန်ကုန်မြို့ရင်းဆိုအယောင်ငွေချေပို့ပေးပါတယ်နေဆိုကားကိတ်တင်ပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါရွှေလာကပါခင်ဗျာ